သိပ္ပံပညာကိုစနစ်ကျစေခဲ့သူကိုလံဘတ်ကဘာတစ်ကိုတွေးလိုက်တဲ့အခါဥရောပသားတွေမမြင်ဘူးတဲ့အပင်တွေတတဝါတွေထောင်တောင်းချီပြီးဝင်ရောက်လာပါတယ်ငကိုကလေးကနိုင်ငံတိုင်းဒေသတိုင်းကသူတေတီတွေဟာဒီအပင်တွေကိုသူတို့ရဲ့ဒေသန္တရဘာသာစကားတွေနဲ့ကိုယ်စိတ်ကြိုက်နာမည်တွေရှောက်ပေးနေကြတာပါတိုက်တစ်ကိုတွေးရှိလိုက်ခြင်းကပြဿနာကိုပိုဆိုးသွားစေခဲ့ပါတယ်ဒီလိုနဲ့သိပ္ပံလောကကြီးတစ်ခုလုံးကအခေါ်အဝေါ်ပေါင်းစုံနဲ့ရှုပ်ထွေးပွေလီနေခဲ့ရပါတယ်ဒီပရန်ပါရာဖြစ်မှုကိုဖြေရှင်းပေးခဲ့သူကတော့ Carolus Linnaeus ပါသူကနိုင်ငံတကာကြားခံဘာသာစကားအဖြစ်လက်တင်ကိုရွေးချယ်ခဲ့ပါတယ်သိပ္ပံနာမည်လို့ကျွန်တော်တို့သိကြတဲ့ဘယ်နှမျိုး nomenclature လို့ခေါ်တဲ့နာမည်နှလုံးတက်စနစ်ဥပမာ Homo sapiens ကိုတီထွင်ခဲ့ပြီးအဲ့ဒီစနစ်ကြမှုကသိပ္ပံပညာကိုတဟုန်ထိုးတိုးတက်စေခဲ့တာဖြစ်ပါတယ်ဖျားသခင်ဖန်ဆင်းသည် Linnaeus စီစဉ်သည်လို့တောင်ပြောစမှတ်တွင်ခဲ့ရပါတယ်